အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အဆိုတော်ကတော့တချင်းတွေကိုအေးမြချိုတာသောအတန်အနေထားလေးနဲ့2000ပြည့်နှစ်အစောပိုင်းတွေမှာစ၍ယနေ့တိုင်မျိုးဆက်လိုက်အောင်မြင်မှုတွေကိုထိန်းထားနိုင်တဲ့အဆိုတော်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာအဆိုတော်ဇော်ပိုင်ပဲဖြစ်ပါတယ်အဆိုတော်ဇော်ပိုင်ကိုအေရီတိုင်းဒေသကြီးငပူတော်မြို့နယ်တက်ကဲတောင်ကြီးရွာမှာမွေးဖွားကြီးပြင်းခဲ့တယ်လို့သိရပါတယ်ခင်ဗျာ1998ခုနှစ်တွင်ဂီတလောကထဲသို့စတင်ဝင်ရောက်ခဲ့ပြီးပသိမ်တက္ကသိုလ်တွင်ကျောင်းတက်နေစဉ်ဆိုကြမယ်ပြောကြမယ်ရုပ်သံတချင်းဆိုပြိုင်ပွဲ၌ဆုရရှိခဲ့ပြီးရန်ကုန်သို့ရောက်ရှိလာခဲ့ပါတယ်1998ခုနှစ်တွင်ရတနာမြိုင်တေးတံတွင်စာချုပ်ချုပ်ဆိုခဲ့ပြီးသူ၏မျိုးဝင်ညာအေဗန်ဒီတရားဝင်အခွေချက်ရည်3သိန်းကျော်နှင့်အခွေထုပေါင်း1.5 သန်းနီးပါးအထိရောင်းချခဲ့ရသည်ဟုဆိုပါတယ်ဆိုတော်ဇော်ပိုင်ရဲ့နာမည်ကြီးပြီးကျွန်တော်ကြိုက်သောတခြင်းများမှာတော့မစုံသောလမ်းမင်းထဲမှာချစ်တက်ပြီးရင်ခုန်ရလုံးလို့စားတဲ့တခြင်းတွေဟာလည်းယနေ့ထိလူငယ်ပေးသက်တွေကြားမှာရေပန်းစားနေသေးပဲဖြစ်ပါတယ်အဆိုတော်ဇော်ပိုင်ရဲ့ပေးသက်တွေကရောသူ့ရဲ့ဘယ်တခြင်းတွေကိုအကြိုက်ဆုံးလဲဆိုတာကောမန့်မှာရေးသွားခဲ့ပါအောင်နော်ကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုလိုက်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ပြောကြရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်